Let's say let's say တို့မဟုတ်ဂျပန်တို့ရဲ့အသားရဆုံး symphonyဒါဟာလက်ဆက်ယမဟာနဲ့ဆန်ကိုတို့ပူပေါင်းဖန်တီးထားတဲ့ symphony ပါတချို့ကတော့ roar of fine engine လို့လည်းခေါ်ကြပါတယ် LF မှာ 4.8 liter NA V10 engine ကိုသုံးထားပါတယ်ဒီ engine ဟာ Toyota ရဲ့ F1 programmer engineer များနဲ့ Yamaha တို့ပူပေါင်းဖန်တီးထားတဲ့ engine ဖြစ်ပြီး total power output အနေနဲ့950 horsepower နဲ့480 Nm torque ထွက်ရှိမှာဖြစ်ပါတယ် top speed ကိုတော့325 km/h အထိမောင်းနေနိုင်မှာဖြစ်ပြီး0 to 100 km/h ကို 3.7 second အတွင်းရရှိနိုင်မှာပါဒီ engine ဟာ idle မှာ 9000 rpm ကို 0.6 second အတွင်းရရှိနိုင်ပြီး engine rpm အရင်မြင့်လွန်းတာကြောင့် analog tachometer ဟာ engine rpm ကိုမလိုက်နိုင်တော့ဘဲ digital tachometer အသစ်တစ်ခုဖန်တီးခဲ့ရပါတယ် Plus LF မှာ 6-speed automatic transmission ကိုအသုံးပြုထားပေမဲ့စွမ်းဆောင်ရည်မြင့်မားပြီးလျှက်စီးကဲ့သို့မြန်ဆန်တဲ့ gear 8အတွက်ဒီဇိုင်းထုတ်ထားပါတယ် pedal shifter နဲ့ 0.2 second အတွင်း gear တက်အရှင်လုပ်နိုင်ပြီးကားလေးချိန်ထိန်းညှိမှုအကောင်းဆုံးဖြစ်အောင် gearbox ကို transmission ပုံစံနဲ့တက်ဆင်ထားပါတယ်LF body ရဲ့65%ရာခိုင်နှုန်းဟာ carbon fiber reinforced polymer နဲ့ပြုလုပ်ထားတာကြောင့်ကားလေးချိန်ဟာ3263ပေါင်သာရှိပါတယ်လူအများစုက Yamaha ရဲ့ Music Division မှာ LF ရဲ့ exhaust ကို design ဆွဲပေးခဲ့တယ်လို့ထင်ကြပါတယ်ဒါပေမဲ့တကယ်တမ်း exhaust system ကို Sango ဆိုတဲ့ Japan exhaust manufacturer က design ဆွဲပြီးဖန်တီးပေးခဲ့တာပါexhaust ရဲ့ main cylinder ကို titanium နဲ့ပြုလုပ်ထားပါတယ် Sango ရဲ့ exhaust ဟာ engine speed ပေါ်မူတည်ပြီး exhaust flow ကိုထိန်းချုပ်ထားပါတယ်3000 rpm အောက်မှာ exhaust bar ဟာပဲ့နေမှာဖြစ်ပြီး exhaust အတန်းဟာလည်းတာမကားတစ်စီးလိုပဲညိတ်သက်နေမှာပါဒါပေမဲ့3000 rpm ကျော်သွားပြီဆိုရင်တော့ bar ဟာပွင့်လာမှာဖြစ်ပြီး exhaust gate တွေ single resonance chamber ထဲစီးဝင်ပြီးတော့ triple chamber မှာတစ်ဆင့် symphony များစတင်ခန်းစားရမှာဖြစ်ပါတယ် triple chamber ရဲ့ design ကတော့အပေါ်ပိုင်းနဲ့ချောင်းမှာ high frequency sound ကို amplify လုပ်ပေးပြီးအောက်ပိုင်းမှာတော့ unwanted low frequency sound ကိုစစ်ထုတ်ပေးပါတယ်ဒီ brilliant design ကြောင့် LF ရဲ့ V10 ဟာဘယ်ကားမှမကြားနိုင်တဲ့အသံကိုထုတ်ပေးပါတယ်engine ရဲ့ induction နဲ့ exhaust အသံတွေကို cabin ထဲသို့တက်ရပို့ဆောင်ပေးတဲ့ sound channel ပါဝင်တာကြောင့် driver ကို 3D sound နဲ့ဝန်းရံထားပါတယ်။ LF ကို2010ကနေ2012အထိသာထုတ်လုပ်ခဲ့ပြီးတရားဝင်အစီအရေပေါင်း900သာထုတ်လုပ်ခဲ့ပါတယ်။ base model standard LF ကို436စီထုတ်လုပ်ခဲ့ပြီး Trans Focus အတွက် Nürburgring package ကိုတော့64စီထုတ်လုပ်ခဲ့ပါတယ်။2017မှာ LF Nürburgring package နဲ့ Nürburgring နောက်မှာ9မိနစ်14စက္ကန့်နဲ့ fastest production car record တင်ခဲ့ပြီးတန်ဘက် Italy super car တွေကိုပါကျော်တက်နိုင်ခဲ့ပါတယ်။စတင်မိတ်ဆက်တော့က standard LF ကို US $3,9500နဲ့ရောင်းချခဲ့ပြီး Nürburgring package ကိုတော့ US $4,4500နဲ့ရောင်းချခဲ့ပါတယ်။အစီးရေ900သာထုတ်လုပ်ခဲ့တာကြောင့်ယနေ့ခေတ်မှာတော့ LF ဟာအစားပါစောကားတွေထဲကတစ်စီးဖြစ်လာပြီး US $1 million နဲ့အထက်အကြောင်းဝယ်ဖြစ်နေပါတယ်။နောက်တစ်ချိန်မှာလည်းဒီထက်ဈေးပိုတက်လာနိုင်ပါတယ်။ Electric နဲ့ Turbo တွေလွှမ်းမိုးတာတွေယနေ့ခေတ်မှာတော့ LF ရဲ့ Pure Mechanical Symphony ကိုနောက်ထပ်ပဲကားမှပေးစွမ်းနိုင်တော့မှာမဟုတ်ပါဘူး